ဟုတ်ကဲ့အားလုံးပဲလိုက်မော်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ခေါင်းကြောင်းကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ဒီတစ်ပတ်ကျွန်တော်တို့တနင်္လာနေ့မှာပိတ်ရက်ခံထားတယ်ပေါ့နော်အင်္ဂါနေ့ကစတင်ပြီးတော့ဖွင့်မှာဖြစ်ပါတယ်အဲ့တော့9ရက်ကနေပြီးတော့10ရက်4လ2026အတွက်ကိုကျွန်တော်တို့မပြောက်ပတ်သည်ပုဒ်တူမကျော်နဲ့9393အခွေ9393မပြောက်ပတ်သည်ဆိုပြီးတော့ရရှိပါတယ်9တို့3ညတို့3တို့နဲ့ပတ်သက်လာခဲ့လို့ရှိရင်တင်ကွက်ကနန်းလေးတွေကျွန်တော်4ကွက်စီချုပ်ပြီးထားပါတယ်နော်ပြီးခဲ့တဲ့ဘက်ကလိုပဲကျွန်တော်တို့ဒီတစ်ပတ်၄လုံးခွေထည့်ပေးထားတယ်နေ64ခွန်ဆိုတဲ့၄လုံးခွေအနေနဲ့ကျွန်တော်ချုပ်ပြီးထားတယ်ပေါ့နော်100ရာခိုင်နှုန်းထွက်ပါလိမ့်မယ်ပြီးခဲ့တဲ့ဘက်ကလိုပဲကျွန်တော်တို့83ဘရိတ်တုံးကလည်း83ဘရိတ်အနေနဲ့ဒါပြီးခဲ့တဲ့ဘက်ကထွက်သွားတာဖြစ်ပါတယ်30ဆိုပြီးတော့လည်းအောင်သွားခဲ့တယ်ပေါ့နော်ဒီတစ်ပတ်လည်းဘရိတ်လိုက်ချင်တဲ့မိတ်ဆွေတွေနှစ်ခွန်ဘရိတ်အစောကြပါလိမ့်မယ်25 80ခွန်5ဆိုပြီးတော့မှကျွန်တော်တို့ဘရိတ်အနေနဲ့ထည့်ပေးထားပါတယ်ကိုင်9393မပြောက်ပတ်သည်ဆိုပြီးတော့မှဒီတစ်ပတ်ရရှိထားတဲ့အတွက်ကြောင့်မလို့9တို့3ညတို့ထဲကနေပြီးတော့မှမိတ်ဆွေတို့ကြက်နှစ်သက်တဲ့နှလုံးထဲကနေတော့တစ်လုံးကနေပြီးတော့ရွေးပြီးတော့ကစားပါတော့9တို့3ညတို့ထဲကနေပြီးတော့ဟာလားအားလုံးပဲအဖွင့်လာလို့ကျွန်တော်တို့အပိတ်တွေလည်းလှကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်အဖွဲ့ဝင်ကျွန်တော်တို့မိသားစု group အနေနဲ့လက်တွဲချင်ကြတဲ့မိတ်ဆွေတွေကတော့ကျွန်တော်ဒီထဲမှာ Viber ဖုန်းနံပါတ်ရေးပေးထားတယ်39ကတော့ကိုယ့်ဘာလို့ကိုခံပေါ့နော်အဲ့ဒီမှာ39ကိုကျွန်တော်ဖြောက်ပေးထားတယ် YouTube ကဘန်းမှာဆိုလို့ပေါ့ဟာလားအဲ့တော့690 9နှစ်31နှစ်ဖြစ်ပါတယ်တလားစာမိသားစုအဖွဲ့ဝင်အနေနဲ့ပဲလာခဲ့ပါပေါ့နော်ယုံကြည်စိတ်ချစွာနဲ့လာခဲ့ပါနော်ကျွန်တော်ကတော့ဒီတစ်ပတ်အဖွဲ့တွေကိုစီစဉ်ထားတာတော့ပေါ့နော်ထိပ်စီးတစ်လုံးရယ်ဒုတိယပတ်တီတစ်လုံးရယ်ကျွန်တော်မွေးကနန်းရယ်မွေးခွေရယ်ဒီလိုမျိုးပဲဆက်လက်ပြီးတော့သွားမှာဖြစ်တယ်ပေါ့နော်ပတ်စင်ပတ်တိုင်းကျွန်တော်တို့တပတ်စာကတ်ဟာလာမိသားစုဖွဲ့ဝင်ကတ်ကတော့စပိတ်ရှယ်အောင်ပါတယ်အပတ်စဉ်အပတ်တိုင်းဟာလာလိုင်းပေါ်မှာလည်းမအောင်လားဆိုတော့အောင်ပါတယ်ဒါပေမဲ့အနီးကတ်နဲ့ကျွန်တော်နဲ့နှက်တွဲပြီးတော့မှအမျက်မျိုးမြင့်ရချင်ပါတယ်ဆိုတဲ့မိတ်ဆွေများဟာလာလှမ်းလာခဲ့လို့ရပါတယ်ဘိုင်ဘာဖုန်းနံပါတ်ကျွန်တော်ရေးပေးထားတယ်ပေါ့နော်ကဲဒါကတော့ဒီလာမဲ့ရှေ့တစ်ပတ်အတွက်ခုနှစ်ကနေပြီးတော့10လ2026အတွက်လာတပတ်လုံးစာဖြစ်ပါတယ်ဗုဒ္ဓမကျော်နဲ့ကျွန်တော်တို့အဆုံးသတ်ပါလိမ့်မယ်မပြောက်ပတ်သေးတွေကနော်ကဲရှင်လန်းချမ်းမြေကြပါစေလို့လဲဆုမကောင်းတောင်းမိပါတယ် channel ကိုလည်း like subscribe လေးနှိပ်ထားကြမယ်ပေါ့နော်总眼对对你飞了。